မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NLD-AA ကထိချုပ်ထားတဲ့လာရှိုမျိုးကိုတယောက်ဖိအားကြောင့်စစ်ကောင်စီထံပြန်လည်ပေးအပ်တဲ့အပေါ်ဒေသခံတွေကဆွေးနွေးနေကြပါတယ်။တယောက်ဆိုရရဲ့နေဆက်ဂိတ်တွေပိတ်ပင်မယ်ဆိုတဲ့ဖိအားကြောင့် NLD-AA ကလာရှိုမျိုးကိုဧပြီလအတွင်းစစ်ကောင်စီထံပြန်အပ်ရမယ်လို့ NLD-AA တရင်ရင်းမြစ်ကအတည်ပြုထားပါတယ်။လာရှိုမျိုးပေါ်12ရက်ကွက်ကိုစစ်ကောင်စီကအောက်ချုပ်မှာဖြစ်ပြီးလာရှိုမျိုးအနီးမှာ NLD-AA တပ်တွေကဆက်ပြီးစိုးမိုးထားမယ်လို့သိရပါတယ်။လက်ရှိမှာ NLD-AA ရဲ့အရက်ဖက်ဝန်ထမ်းတွေစတင်ပြောင်းရွှေ့မှုတွေရှိနေပြီးကျမကြီးဝန်ထမ်းတွေကလည်းစတင်ပြောင်းရွှေ့မယ်လို့သိရပါတယ်။လက်ရှိမြို့ပေါ်မှာစစ်ကောင်စီတပ်ရဲ့ဝန်ထမ်းတွေစားထုတ်ဝင်ရောက်လာမှာကိုဒေသခံတွေကအတိတ်ကစိုးရိမ်နေတာပါ။လာရှိုမြို့ကို NLD-AA နဲ့ပူးပေါင်းတပ်တွေက2024ဇူလိုင်လမှာစတင်တိုက်ခိုက်ခဲ့ပြီးဩဂုတ်လမှာတိမ့်ပိုက်နိုင်ခဲ့ပါတယ်။လာရှိုမြို့ကိုစတင်တိုက်ခိုက်စဉ်ကတည်းကဒေသခံအချို့တွေဟာလာရှိုမြို့အတွင်းသာတိမ်းရှောင်နေကြပြီး NLD-AA ရဲ့မြို့ပြန်လည်တည်ထောင်ရေးတွေမှာလည်းပူးပေါင်းပါဝင်ခဲ့ကြပါတယ်။2025ဇန်နဝါရီလမှာတရုတ်ရဲ့ကြားဝင်စစ်ဆတ်မှုကြောင့်စစ်ကောင်စီနဲ့ NLD-AA တို့ကြားပြည့်ရခဲ့ရပြီးမြို့ပြန်လည်ထူထောင်ရေးကို NLD-AA ကဦးစားပေးလှုပ်ဆောင်တာရှိပါတယ်။ NLD-AA ထိန်းချုပ်ထားတဲ့လာရှိုမြို့ကိုကောင်စီစီစဉ်မှုတွေတရုတ်ကပိတ်တယ်လို့အောက်မြန်မာပြည်ကနေရှမ်းပြည်နယ်မြောက်ပိုင်းတို့ကောင်စီစီစဉ်မှုတွေကိုပါပိတ်မယ်လို့အကြက်ကင်ထားပါတယ်။လက်ရှိမှာလာရှိုမြို့ကိုစစ်ကောင်စီတရုတ်ကိုယ်စားလှယ်ဖွဲ့တို့ပူးပေါင်းအောက်ချုပ်မယ်လို့သတင်းထွက်ပေါ်နေပြီးထိုပြောဆိုချက်အပေါ်စုံတရားတည်ပြုတ်နိုင်ခြင်းမရှိသေးပါဘူး။လာရှိုမြို့ကိုစစ်ကောင်စီပြန်ရပေမဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့စစ်ရေးခင်းအကျင်းမှာပြောင်းလဲနိုင်ခွင့်မရှိဘူးလို့စစ်ရေးနိုင်ငံရေးတုံ့ပြန်သူတွေကသုံးသပ်ကြပါတယ်ခင်ဗျာ။